ချစ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ရွှေပွဲသားတွေကအမှတ်62ပထမဓာတ်ပန်းဆိုတန်းလန်ကြောက်တရားမျိုးနယ်မှာရှိတဲ့လောကနတ်ပကြီးပြကန်းကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့ရွှေပရိသတ်ကြီးကိုတည်ဆုံပေးမဲ့သူကတော့လောကနတ်ပကြီးပြကန်းမှာ recent act ဆိုတဲ့ခေါင်းစဉ်နဲ့ပကြီးပြပွဲပြုလုပ်နေတဲ့ဆရာပကြီးမောင်တို့ပဲဖြစ်ပါတယ်ရှင်ဆရာကိုရွှေချစ်သူတွေကမဂ္ဂဇင်းပြုတ်ဖော်ပကြီးဆရာတယောက်ဖြစ်သိရှိထားပြီးဖြစ်ပါတယ်ဒီနေ့တော့ရွှေချစ်သူတွေဖတ်ရှုနေကြရတဲ့ရွှေသစ် digital စာမျက်နှာပေါ်မှာပြုတ်ဖော်ပကြီးတွေရေးဆွဲပြီးနေတဲ့ဆရာပကြီးမောင်တို့နဲ့တွေ့ဆုံပေးတော့မှာဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါပထမအဆုံးအနေနဲ့ဆရာပကြီးဆရာတယောက်ဖြစ်ဖို့အတွက်ပေါ့နော်ဆရာကိုဘယ်အရာတွေကတွန်းအားပေးခဲ့ရလဲဆိုတာပြပြပေးသိချင်ပါတယ်ဆရာအဲ့ကြတော့ဘယ်လိုပြောရမလဲအဲ့လိုငကိုတဲ့ငွေနည်းနည်းတိတတ်တဲ့အချိန်နဲ့အကြောင်းသားဘဝကိုကလေးမူလာတန်းလိုနေမှုတဲ့ကိုချစ်တီချစ်ပဲရှောက်ချစ်လာခဲ့တာဟုတ်ကဲ့ဆရာရဲ့ပကြီးအမှုပညာပုံမှာပေါ့နော်လွှမ်းမိုးမှုရှိတဲ့ဆရာရဲ့ဆရာတွေအမှုပညာရှင်တွေရောဘယ်သူတွေဖြစ်မလဲဆရာကျွန်တော်ဒီစာနယ်ဇင်းလောကကိုစဝယ်တဲ့အချိန်တော့လွှမ်းမိုးမှုရှိတာကိုမုတ်တုံလိုပါရှိခဲ့တယ်အဲ့ဒီကနေပဲကိုယ့်ကိုရေးရင်းနဲ့ကိုယ့်ဟန်ကိုဖြစ်အောင်လုပ်တာဟုတ်ကဲ့ဆရာတခြားအမှုပညာရှင်တွေရောဘယ်သူတွေရှိသေးလဲဆရာရှားအမှုပညာရှင်တွေကတော့သူမြင်းဆရာတွေကတော့အများကြီးပဲလေအဲ့ချိန်ကတော့သူတို့ရဲ့လွှမ်းမိုးမှုကတချို့ဟာလေးတွေပါနေတာပေါ့စကားသားဟုတ်ကဲ့ဆရာကဒီရန်ကုန်ပကြီးပပုအမှုပညာကျောင်းဆင်းလို့သိထားပါတယ်ဆရာဟုတ်ဆရာဘယ်နှခုနှစ်ကကျောင်းဆင်းခဲ့ပြီးတော့နောက်ထပ်ဆရာနဲ့ဖြစ်ပြိုင်နေရအောင်ဘယ်သူတွေဖြစ်မလဲဆရာကျောင်းဆင်းတာ86ဖြစ်လိမ့်မယ်ထင်တယ်အဲ့ဒီအခုကျောင်းဆရာဦးလင်းတို့ပါလို့ပကြီးဝင်းတင်ပေါ့ဒါကျွန်တော်တို့အတူတူဆင်းရတာတစ်နှစ်တည်းအတူတူဟုတ်ကဲ့ဆရာဟုတ်ဆရာကဒီမဂ္ဂဇင်းတရုတ်ဖော်ပကြီးလောကတဲ့ကိုဘယ်လိုစတင်ဝင်ရောက်လာခဲ့ရလဲဆိုတော့လည်းပြပြပေးစီချင်ပါတယ်ဆရာအဲ့ဒီလောကမဝင်ခင်တည်းကကျွန်တော်ဒီမြို့ထဲမှာအဲ့ကိုမိုးစုံတို့ဒီမဂ္ဂဇင်းတရုတ်ဖော်ဆရာတွေပေါ့ပကြီးဆရာတွေရောပါတော့ ਨੇ နေတာကြပြဆရာတွေနဲ့နေနေအဲ့သူကကျောင်းတက်လာဒီနေ့ကြလည်းဖြစ်သွားတယ်ဆိုပြီးတော့အကြောင်းတက်ပြီးတော့ဆင်းလာတဲ့အဲ့ဟွာပေါ့မမရ86အဲ့86ခုနှစ်မှာပဲအဲ့ဟွာကိုအောင်ချင်းကတကုံမဂ္ဂဇင်းကိုခေါ်သွားပြီးတော့အဲ့မှာပုံစရေးပြတာဟုတ်ကဲ့အဲ့ဒီမတိုင်ခင်ကတော့အဲ့တခြားအဲ့မဂ္ဂဇင်းတွေမှာဖေဂျာလေးတွေပေါ့10-15ကျပ်နဲ့အဖြစ်ပုံလေးတွေရှောက်ရေးခဲ့တာဟုတ်ကဲ့ဟုတ်ကဲ့နောက်အဲ့မဟီတီတို့ပါလို့ရေးပြသွားတာပဲအဲ့လိုနောက်ကြတော့မဂ္ဂဇင်းတွေများတော့ကြကိုတော်မမတ်ပြီးတော့အကုန်လုံးဖြစ်သွားတာဟုတ်ကဲ့ဆရာဒီဆရာကဒီတရုတ်ဖော်ပကြီးစရေးတော့မယ်ဆိုရင်ပေါ့နော်ဆရာဝတ္ထုရဲ့ဘယ်လိုအချက်တွေကိုစပြီးတော့စဉ်းစားပါလဲဆရာဟိုစာရေးဆရာဘာကိုပြောချင်တယ်လဲပေါ့လေသူပြောချင်တဲ့ဟာပေါ့အချိန်ကာလနဲ့အခြေအနေတွေနဲ့အဲ့ဒါကိုကျွန်တော်အရင်ဆုံးစဉ်းစားတာပါပဲပြီးတော့မှသူပေးချင်တဲ့ taste နဲ့အကုန်လုံးအဆင်ပြေအောင်ရေးပေးရတာဟုတ်ကဲ့ဆရာအဲ့တော့ဒီစာရေးဆရာရွယ်ချက်နဲ့ဆရာရဲ့အမြင်ကိုညှိနှိုင်းရတာမျိုးတွေရောရှိလားရှိပါလေတခါလေကြာရင်ဟိုစာရေးဆရာပြောချင်တာယူလေကိုကထဲလို့မရဘူးဟုတ်ကဲ့အဲ့လိုမျိုးရှိအဲ့တော့စာရေးဆရာနဲ့တော့မညှိနှိုင်းရဘူးစာမှုနဲ့ကိုယ်နဲ့ညှိနှိုင်းရတာပေါ့အဲ့လိုဟုတ်ကဲ့ဆရာဒီပြပွဲလေးလုပ်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုလည်းပြပေးပါအောင်ဆရာလုံးမဲ့နဲ့ကြိုးစားရင်းနဲ့ပဲအဲ့လိုပဲပြက်ခဲ့တာတွေများပြီဒီတစ်ခေါက်တော့အဲ့ဒီဟိုပေါ့ဝင်းတင်တို့ခြားလေးတို့ကတော့တိုက်တွန်းတာနဲ့လုပ်ဖြစ်သွားတာပေါ့ဟုတ်ကဲ့ဆရာဒီပြပွဲရဲ့ theme လေးကဆရာဟိုဘာအဓိကပြောချင်တာလဲဆရာလက်ရှိဟိုလူမှုပတ်ဝန်းကျင်နေမှုထိုင်မှုအဲ့ဒါတွေရဲ့နောက်ဒီကျွန်တော်တို့လူလောကကြီးရဲ့တဘာဝတရားတွေးခေါ်မျှော်မြင်တာလေးတွေကိုစဉ်းစားမိတာလေးကိုခံစားမိတာလေးရေးတာပါပဲဟုတ်ကဲ့ဆရာဒီပြပွဲထဲမှာပေါ့နော်ဆရာအထူးအဓိပ္ပာယ်ဖော်ဆောင်ထားပြီးတော့ပေါ့နော် message ပေးခြင်းနဲ့ပကြီးကားတကားရောရှိနေလားဆရာအတူတူပါပဲအကုန်လုံးဟုတ်ကဲ့ပါဆရာဒီပြပွဲလေးကဆရာရဲ့တကူတော်ပြပွဲရဟို first solo show လေးဖြစ်နော်ဆရာဟုတ်ကဲ့ပါဆရာအရှိမှလည်းဟိုပြပွဲတွေတခြားသူတွေနဲ့လုပ်ခဲ့ပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာ19နှစ်လောက်ကွာဟသွားတယ်နော်ဆရာပြပွဲတင်ပြီးတော့မဆွဲဖြစ်တာပေါ့နော်ဘယ်လိုအကြောင်းမျိုးကြောင့်ဆရာလောက်ကြသွားတာလဲဆိုတာလည်းပြပြပေးပါဦးဆရာအဲ့ဒီမှာဟိုမိသားစုစာဝင်နေပါတယ်နောက်အကြောင်းတချို့တစ်ချက်ရှိတယ်ကျွန်တော်ပြောပြလို့မရတဲ့အကြောင်းတချို့တစ်ချက်ရှိတယ်အဲ့ဒါတွေနဲ့အဆက်ပြတ်သွားပြီးတော့မှပြန်ရေးပြတာပေါ့ဟုတ်ကဲ့ဆရာ
ဆရာကဒီဆရာအတွက်ပေါ့နော်ပကြီးကိုအတိတ်ပဲဖွင့်မယ်ဆိုရင်ဆရာဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုခြင်းပါလဲ အကြီးဆိုတော့တဘာဝတရားလူဘဝပါညာဒါတွေအကုန်လုံးပဲရောင်နေနဲ့ဖော်ပြတယ်ပေါ့လေဒါပေမဲ့ကိုပြောချင်တာကိုအရောင်နဲ့ပြောင်းပြောတဲ့သဘောပါပဲ ဟုတ်ကဲ့ဆရာဒီပြပွဲရင်ပကြီးရေးဆွဲတဲ့ဟာနဲ့ပေါ့နော်ဒီ magazine သေးပေါ်ပကြီးတွေရေးဆွဲတာမှာဒါဘယ်လိုကွာဟချက်မျိုးလေးတွေရှိလဲဆရာ မဂ္ဂဇင်းကြတော့စာရေးဆရာက first ဟိုပါပေါ့ person ပေါ့ဒီဆရာကတော့သူရေးထားတဲ့ပုံမှာလိုက်လို့ဒုတိယလူဒီမှာကြတော့ကိုယ်စိတ်ကူးစိတ်တန်ကိုယ်အတွေးနဲ့ပဲကိုမပါတော့ကိုယ့်ဟာကိုတယောက်တည်းသွားလို့ရတာဟိုမှာကြတော့စာရေးဆရာကြပြဆရာတွေရဲ့သူတို့ရဲ့ဟိုဟာကိုကလိုက်ပြီးတော့လုပ်ပေးရတယ် ဟုတ်ကဲ့ဆရာနောက်တစ်ခုအနေနဲ့ကဆရာအခုပေါ့နော်ကျမတို့ရွှေသစ် digital စာမျက်နှာပေါ်မှာရွှေသစ်ဝတ္ထုတွေကိုရေးဆွဲတဲ့ခါမှာရောဆရာဟုတ်ထူးခြားအနေနဲ့စိန်ခေါ်မှုတွေရှိခဲ့လားပေါ့နော်ဆရာ ရှိတာ line မကောင်းရင်ပို့မရဘူးအဲ့ဒါ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ပါဆရာဆရာထပ်ပြပြောချင်တာရှိရင်လည်းပြပေးပါဦးဆရာ ဒီပြန်တော့အားလုံးကျမ်းမှာချမ်းသာကြပါစေမင်္ဂလာရှိကြပါစေကိုပြော ဟုတ်ကဲ့ပါဆရာအခုလိုဒီဘေးပေးစေကြပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကြည့်ရှုနားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်အခုကြည့်ရှုနားဆင်ခဲ့ရတာကတော့ဆရာရဲ့ဒီနေ့ပြပွဲအကြောင်းနဲ့ဆရာပကြီးဆရာဘွားတွေကိုဝင်ရောက်လာခဲ့တဲ့အကြောင်းတွေကိုကြည့်ရှုနားဆင်ခဲ့ရတာဖြစ်ပါတယ်ရှင်ဆရာက1985ခုနှစ်ကစပြီးအခုချိန်ထိပကြီးရေးဆွဲခြင်းအမှုပညာနဲ့တမင်ဝမ်းကြောင်းလေးရှိနေပါတယ်ရှင်